ဒီနေ့ကတော့ကမ္ဘာအန်ရဲ့အရှိဆုံးနေရာတစ်ခုအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။အဲဒီနေရာကတော့မော်ရီတေးနီးယားနိုင်ငံမှာရှိတဲ့ဆာဟာရဒဲကန်နိုင်ငံထဲမှာပါ။ဒီနေရာမှာလူပေါင်းထောင်ချီပြီးတော့သူတို့ရဲ့ဘဝကိုပြောင်းလဲပေးနိုင်မဲ့ရွှေကိုလိုက်လံရှာဖွေကြပါတယ်။ဒါပေမဲ့ဒီရွှေကိုရဖို့အတွက်သူတို့ပေးဆက်ရတဲ့အရာကတော့သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်။ဒီနေရာမှာရှိတဲ့ရွှေတွင်းတွေကမြေအောက်ထဲကိုမီတာ100ကျော်ပေ300ကျော်အထိနှက်ပါတယ်။ထူးခြားတာကသူတို့မှာဘာလုံခြုံရေးပစ္စည်းမှမပါပါဘူး။ကျိုးတစ်ချောင်းထဲကိုပဲအသုံးပြုပြီးတော့အတွင်းရဲ့ဟိုးအောက်ထဲထိဆင်းကြတာပါ။တွင်းနဲ့ထဲမှာဆိုရင်အောက်ဆီဂျင်ပြတ်လက်တာတွေမြေပြိုတာတွေကြောင့်လူတွေခဏခဏသေဆုံးနေရှိပါတယ်။တခါကဆိုရင်လူ2ယောက်ကတွင်းထဲမှာသေဆုံးသွားတာဒါပေမဲ့တွင်းကအရန်နှက်တဲ့အတွက်ကြောင့်မို့လို့သူတို့ကိုပြန်တည်ဖို့အတွက်မဖြစ်နိုင်လို့နောက်ဆုံးမှာအဲ့ဒီတွင်းကိုပိတ်ပစ်လိုက်ရတဲ့ဖြစ်ရမျိုးရှိခဲ့ပါတယ်။ဒီလိုမျိုးဖြစ်ရတွေရှိခဲ့တာမှာသူတို့တွေအကုန်လုံးကဒီလုပ်ငန်းကိုဆက်ပြီးတော့လုပ်ကိုင်နေရဆိုတာကတော့တော်တော်စဉ်းစားကြရပါ။သူတို့ကဒါကို gold fever လို့ခေါ်ကြပါတယ်။တနေ့မှာရွှေတုံးလောက်တွေးလိုက်ရုံနဲ့သူတို့တွေရဲ့ဆင်းရဲတွင်းကလွတ်ပြီးတော့မိသားစုကိုပတ်စံနေအကုန်လိုက်ပေးနိုင်မယ်လို့ထင်ကြတာပါ။ဒါပေမဲ့2လလောက်ရှာပေမဲ့ဘာရွှေမှမတွေ့ဘဲနဲ့အကျွေးတွေတင်တာမျိုးလည်းရှိပါတယ်။ဒါပေမဲ့သူတို့ကတော့မရက်တတ်နိုင်ကြပါဘူး။ဒါဟာလောင်းကစားတစ်ခုလိုပါပဲ။ဒီနေ့မတွေ့ပေမဲ့မနေ့ပြန်တွေ့မှာပဲဆိုတဲ့စိတ်နဲ့သူတို့တွေကတဲကန်သားရထဲမှာအပူချိန်50ဒီဂရီစင်တီဂရိအောက်မှာပင်ပင်ပန်းပန်းလောက်ကင်နေကြတာပါရွှေတွေးပြီဆိုရင်လည်းအလောက်ကမပြီးသေးပါဘူးချာမီလို့ခေါ်တဲ့မြို့ကိုသွားပြီးတော့ကြောက်ခဲတွေကိုဆက်နဲ့ကြိတ်ရပါသေးတယ်ရွှေကိုခွဲထုတ်ဖို့အတွက်ပြဓာကိုသုံးကြပါတယ်လူခန္ဓာကိုယ်အတွက်အရန်အန္တရာယ်များတဲ့ပြဓာတွေကိုလက်ပလာနဲ့ကင်ပြီးတော့ရွှေပတ်လေးတွေကိုစုကြတာပါတချို့ဆိုရင်သူတို့ပတ်ထားတဲ့ခေါင်းပေါက်ကအဆက်ဘိန်းကွင်းထဲကိုညှက်ပြီးတော့အသက်ဆုံးရှုံးတာမျိုးတွေတောင်မှရှိပါတယ်ဒါဟာရွှေမျိုးတော်လို့တင်စားထားပေမဲ့တကယ်တမ်းမှာတော့သူတို့တွေရဲ့ချွေးနဲ့သွေးတွေကိုယင်ထားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်တွင်တူးတဲ့ခေါင်းဆောင်တယောက်ကတော့ပျော်ရွှင်မှုဆိုတာကအပိုက်ဆံအပုံလိုက်ရှိမှမဟုတ်ပါဘူးဖျားသခင်ပေးတဲ့လောက်နဲ့ရောင်ရဲပြီးတော့ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုကူညီနိုင်တာကမှအစစ်အမှန်ပျော်ရွှင်မှုပါလို့ပြောပါတယ်နေရာမှာရှိတဲ့လူတွေအားလုံးကဆင်းရဲတွင်းကလွတ်ဖို့အတွက်ရွှေတွေကိုရှာနေကြပေမဲ့သူတို့ရဲ့တကယ်စိတ်နှလုံးသားထဲမှာတော့ရိုးရှင်းတဲ့ပျော်ရွှင်မှုကိုပဲတောင်းတနေကြတာပါ။အဲ့တော့တင်တို့ရောဒီလိုမျိုးအသက်နဲ့ရင်းပြီးတော့ရွှေရှာတဲ့လုပ်ငန်းကိုလုပ်ချင်ကြလားဆိုတာ comment မှာရေးခဲ့ပေးပါနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်။ Bye bye